ဖခင်ရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်လို့ဖခင်အရန်ကောင်းမြတ်တာဖြစ်တယ်။ကျွန်မမျက်မှောက်တော့အရန်ခံစားရတယ်မနေ့ကတည်းကဖခင်ကကျွန်မကိုများစွာစကားပြောတယ်။ကျွန်မပြောမယ်နှုတ်ကပတ်တော်တွေဘယ်ဟာပြောရမလဲဖခင်သခင်ဒီလူငယ်တွေအတွက်ကျွန်မတို့အသက်တာမှာဖခင်အလိုတော်ရှိတဲ့အရာကိုပဲပြောခွင့်ပေးပါဆိုပြီးတော့မှကျွန်မဆုတောင်းတဲ့ခါမှာဖခင်ဖွင့်ပြပေးတာဖြစ်တယ်အာမင်။ကျွန်တော်တို့ဖခင်သခင်ကအသက်ရှင်တဲ့ဖခင်ဖြစ်တယ်။ဆရာတစ်ပါးကပြောဘူးတယ်ဘာသာတရားတွေ religions တွေပေါ့နော်အများကြီးရှိတယ်ကျမတို့ Christianity နဲ့ကွာခြားတဲ့အရာပါလဲဆိုပြီးတော့မှဆရာတစ်ပါးကမေးတယ်အမျိုးမျိုးပြောကြတာပေါ့ဟာသူတို့ကအမျိုးမျိုးဒါပေမဲ့ကျမတို့ခရစ်ယာန် Christianity နဲ့ကတခြားဘာသာတွေမတူတာပါလဲတစ်ချက်လောက်ပြောကြည့်ပါလားဒီအဖွဲ့ကဒီတစ်ဖွဲ့ကျမကတော့မေးတာဝါသနာပါတယ်ဆိုတော့နော် Sunday School ဆရာမပါဒီဘက်အဖွဲ့အလဲပြောကြည့်အောင်ကိုမှန်တယ်မှားတယ်မရှိဘူးเนาะခရစ်ယာန် Christianity နဲ့တခြားဘာသာတွေပေါ့เนาะတခြားဘာသာအများကြီးရှိပါတယ်မြန်မာပြည်မှာဆိုဘာသာကြီး၄ပါးရှိတယ်ပေါ့เนาะအဲ့ဒီဟိုမှာလက်ထောင်တယ်တစ်ချက်ပြောပေးပါမရှိမလဲဘလို့ကိုယ့်ရဲ့အမြင်လေးတစ်ချက်ပြောပေးလို့ရမလားဒီဘက်ချမ်းသုံးပါးတဆူဆုတောင်းတယ်သုံးပါးတဆူဖျားဖြစ်တယ်ဒါဟုတ်တယ်ဒါသူများတဲ့မတူဒါမှန်တာပေါ့အရန်ကောင်းတယ်အလဲဖွဲ့ရအောင်ကိုစဉ်းစားမိတဲ့အရာလေးပဲမှန်တယ်မှားတယ်မရှိဘူးနော်ရှမ်းအသက်ရှင်တာနဲ့မရှင်တာဝါရမ်းမိုက်တယ်ဒီအလဲကချီးမွမ်းတယ်ကျမတို့တခြားဘာသာနဲ့မတူတာချီးမွမ်းတယ်ဟုတ်တယ်ဒါကလည်းအရမ်းမှန်တယ်တခြားဘာသာမှာချီးမွမ်းတယ်ဆိုတာတိတ်မရှိဘူးသူတို့ကိုးကွယ်တာရှိရနော် worship they worship God worship ဘုရားသခင်ကိုအမြဲတမ်းကိုးကွယ်တယ်ဆိုတာပဲရှိဒီဘက်တစ်ချမ်းရောဆရာကြီးတွေမရှိမလဲတခြားဘာသာနဲ့မတူတဲ့ဟာစဉ်းစားမိရဒီဖွဲ့အယမ်းများနေပြီခဏနေဦးသူများဝဲမရှိမလဲကိုစဉ်းစားမိတဲ့အရာလေးတစ်ခုလောက်ပေါ့အတူပါရှိပေးတယ်ဒါဟုတ်တယ်ကျမတို့အတူပါရှိပေးတယ်အားလုံးပြောတဲ့အရာအလက်ခုပ်တီးပေးရအောင်အားလုံးပြောတဲ့အရာကကျမတို့တခြားဘာသာမှာမတွေ့တဲ့အရာဖြစ်တယ်ဒါပေမဲ့ဆရာကြီးပြောတဲ့အရာပါလဲဆိုတော့ကျမတို့ကတဲ့တခြားဘာသာနဲ့မတူတဲ့အရာ Christianity မှာအသက်ရှင်တဲ့ဖခင်နဲ့ဆက်သွယ်ခွင့်ရတဲ့သူတွေဖြစ်တယ်အာမင်အာမင်လက်ခုပ်တီးပြီးတော့မှထိုဖခင်သခင်ကိုချီးမွမ်းရအောင်ဘာလို့လဲဆိုကျမတို့ကဓာတ်ရိုက်ဖခင်နဲ့စကားပြောခွင့်ရတဲ့သူတွေဖြစ်တယ်အာမင်ကျမတို့အသက်ရှင်တဲ့သူမှတာလင်ကျမတို့တွေစကားပြောလို့ရတယ်အဆက်အသွယ်လုပ်လို့ရတယ်ကျမတို့လိုချင်တဲ့အရာတွေအခုနပြောသလိုတောင်းလျှောက်လို့ရတယ်ချီးမွမ်းလို့ရတယ်အသက်မဲ့တဲ့သူတွေကတော့ဘလောက်ပဲအတင်သွားပြီးပြောနေပါစေသူမကြားရတော့ဘူးဖြစ်တယ်ဒါပေမဲ့အဲ့ဒီဆရာကြီးပြောတဲ့အရာကိုကျမအရင်ဆုံးပြောပေးချင်တာဖြစ်တယ်ဒီနေ့မနေ့ကကျမပြောတဲ့အရာရဲ့အဆက်ပေါ့နော်နည်းနည်းလေးအရင်ပြောချင်တဲ့အရာပါလဲဆိုတော့ကျမတို့မှာမျှော်လင့်ချက်ရှိတဲ့သူတွေဖြစ်တယ်အာမင်လောကမှာကျမတို့ပေးနိုင်တဲ့မျှော်လင့်ချက်နဲ့အာမခံချက်ဆိုပြီးတော့ကျမခဏလေးရက်သွားတယ်နော်အဲ့မှာဒီအဆက်လေးကိုကျမနည်းနည်းလေးပြောချင်တယ်ပြီးတော့ဒီနေ့နှုတ်ကပတ်တော်ကျမယူဆောင်လာတဲ့အရာကိုဆက်ပြီးတော့မှဝင်ခချင်တယ်ဟေဘရဲဩဝါဒစာအခန်းကြီး7အခန်းငယ်1မှာကျမတို့မနေ့ကလည်းဖတ်ပြီးသွားပြီနော်အဲ့မှာမျှော်လင့်တဲ့အရာတွေကျမတို့လူဖြစ်တဲ့အခါမှာမျောလင့်ချက်နဲ့အသက်ရှင်တဲ့သူတွေဖြစ်တယ်။မနေ့ကဆရာလူကပြောတဲ့အရာကျမအယံသဘောကျတယ်။အသက်ရှင်နေတဲ့၍တစ်မှာမျောလင့်ပိုင်ခွင့်ရှိတဲ့သူဖြစ်တယ်။အာမင်။အသက်မရှိတော့ရင်တော့ဒါကတော့ဘာမှမရှိတော့လေနော်။ဆက်ပြီးတော့မှဘာမှလုပ်လို့မရတော့။ဆိုတော့ကျမတို့တွေအသက်ရှင်နေတဲ့၍ကျမတို့မှာမျောလင့်ချက်ရှိတယ်။အဲ့ဒါအထက်ပို့ပြီးတော့မှခိုင်မာတဲ့အရာကျမတို့မှာအာမခံချက်ရှိတယ်။ကျမတို့ကဒီလောကအတွက်ပဲမျောလင့်ချက်ရှိတဲ့သူတွေမဟုတ်ဘဲနဲ့နောင်တမလို့မှာကျမတို့ဘယ်နေရာသွားမလဲဆိုပြီးတော့မှကျမတို့မှာအာမခံချက်ရှိတယ်အာမင်လောကမှာကျမတို့အာမခံချက်ပေးနိုင်တဲ့အရာတွေအများကြီးရှိပါတယ်ကျမတို့အိမ်တွေဝယ်ကြတယ်ကားတွေဝယ်ကြတယ်တခုခုအခုဆိုရင် life insurance တွေမြန်မာပြည်မှာလည်းရှိလာပြီเนาะအရင်တော့ကျမတို့မကြားဘူးတဲ့အရာတွေလည်းရှိလာပြီဒီအရာတွေကဘာလဲဆိုတော့ကျမတို့အာမခံချက်ပေးတယ်ဒီအရာကဘာလဲဆိုတော့သင်တခုခုဖြစ်မှเนาะအိမ်ဆိုရင်လည်းအိမ်မီးလောင်ပြကျသွားမှအာမခံချက်ဆိုတာလားသင်စီကိုရောက်လာမယ်လူစွန်လက်သေးပြီးမှနော်ဘာမှအဲ့ဒီအာမခံချက်ထားတဲ့သူကဘာမှသူ့မှာအကျိုးခံစားခွင့်တောင်မှသူသိမ့်မရှိဘူး life insurance ဆိုရင်ဒီနေ့ကျမတို့အာမခံချက်ပေးတဲ့သူကဘာလဲဆိုကျမတို့တမလွန်မှာကျမတို့အာမခံချက်ပေးတယ်သင်ဘယ်နေရာကိုသွားမလဲဆိုတော့အာမခံချက်ကိုယေရှုခရစ်တော်ကကျမတို့အာမခံချက်ပေးတော်တာဖြစ်တယ်လက်ခုပ်တီးပြီးတော့မှထိုဘုရားသခင်ကိုချီးမွမ်းရအောင်ဒီနေ့ယောမဩဝါဒစာခန်းကြီး8ခန်းငယ်16 19လေးကိုကျွန်မဖတ်ချင်တယ်
ငါတို့သည်ဖျားသခင်ဤသားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့ဤဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏သားမှန်လင်အမွေခံဖျားသခင်ဤအမွေခံဖြစ်ကြ၏ခရစ်တော်နှင့်အတူဘုံဝင်စားမိအကြောင်းထိုသခင်နှင့်အတူဆင်းရဲဒုက္ခကိုခံရလင်ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏အာမင်ဒီနှုတ်ကပတ်တော်အရန်ကောင်းတယ်သားမှန်လင်ဘာလို့ရမလဲအမွေခံကျမတို့ကအမွေခံနေဖြစ်တယ်ဖခင်ရဲ့အမွေစားအမွေခံအာမခံချက်ကပါလဲသင်ဟာအမွေခံတနေ့ကြလို့ရှင်သင်မှာအမွေရှိတယ်သင်မိဘလောကမှာရှိတဲ့သင်ရဲ့မိဘတွေကသင်ကိုအမွေထားခဲ့ခြင်းမှထားခဲ့မယ်ထားခဲ့နိုင်တဲ့အခြေအနေဖြစ်ခြင်းမှဖြစ်မယ်တချို့တွေကအခြေအနေကောင်းလို့ထားခဲ့နိုင်တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အာမခံချက်ဒီမှာပါရှိလဲဖခင်ကကျမတို့ကိုအမွေစားအမွေခံသူ့သားသမီးအဖြစ်ကျမတို့သတ်မှတ်လိုက်တာဖြစ်တယ်အာမင်ဒီအရာကျမတို့အတွက်အာမခံအကြီးမားဆုံးသောအာမခံချက်ဖြစ်တယ်အဲ့ဒီအပြင်စယံအနေနဲ့ဘာကိုထားသေးတယ်လဲဆိုတော့တန်ရှင်သောဝိညာဉ်တော်ကိုထားတယ်ကျမတို့တစ်ခုခုဝယ်တဲ့အခါမှာစယံထားပြီဆိုတော့ကြရသူအတွက်သူ့အပိုင်းတနေ့ကျလို့ရှင်သူယူမယ်ဆိုတဲ့အရာကျမတို့တန်ရှင်သောဝိညာဉ်တော်ကိုသူမကြွလာမချင်းယေရှုဒုတိယချိန်ဒီလောကကိုတဖန်မကြွလာခင်အထိတန်ရှင်သောဝိညာဉ်တော်ကိုကျမတို့နဲ့အတူထားပေးတာဖြစ်တယ်သင်နဲ့အတူရှိတယ်ကျမတို့အထဲမှာရှိတယ်ကဲပြောပါအောင်ကျွန်ုပ်အထဲမှာရှိတယ်လို့ယေရှုခရစ်တော်ကိုသင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အသက်သခင်အဖြစ်ယုံကြည်တဲ့နေ့ကစပြီးတော့သင်ဟာအမွေစားအမွေခံဖြစ်တယ်ဘယ်အားဖြင့်ကျမတို့သိနိုင်လဲဝိညာဉ်တော်အားဖြင့်ဝိညာဉ်တော်တစိတ်ခတ်လိုက်ပြီမနေ့ကဒီမှာဆရာမတင်ပြရလဲဂျုံအကြောင်းတွေပြောတယ်နော်တစ်ခေါက်ကျမလည်းဒီအရာကိုနည်းနည်းလေးပြောဘူးတယ်ယောမခေဒီသူတို့ကအရန်ဂျုံစနစ်အရန်ပြင်းထန်တော့သူတို့ကဂျုံနေဝယ်ပြီးဆိုရင်သူတို့ရဲ့တစိတ်တုံးကိုထုရတယ်ဒါငါအပိုင်ဘသူမှယူလို့မရသူ့ဟာသူထွက်ပဲပြေးပြေးဘယ်နေရာပဲရောက်ရောက်အဲ့ဒီတစိတ်တုံးတွေ့တာနော်အော်နင်သူ့ရဲ့အပိုင်လားဥပမာဆိုဆီယလန်တရဲ့အပိုင်အဲ့ဒါကိုလုံးဝသိရဆီယလန်တရဲ့အပိုင်ကဒီမှာသမီးလေး2ယောက်ဘသူမှသွားပြီးတော့မှခိုးလို့မရဟုတ်တယ်နော်အဲ့လိုပေါ့ကျမတို့တွေဖခင်ကဝိညာဉ်တော်အထဲမှာတစိတ်ခတ်ထားပြီးဖြစ်တဲ့အတွက်သင်ပယ်နေရာပဲရောက်ရောက်အဲ့ဒီဝိညာဉ်တော်ပဲသူ့အထဲကိုပြန်ပြီးတော့မှဆွဲခေါ်လိုက်မယ်အာမင်သင်တခါခါပျောက်တော့တာခဲ့တော့ဗောနော်ကျမတို့ရှောက်သွားပြီးတော့မှဘလို့ပဲဖြစ်နေပါစေအဖရဲ့အိမ်ကိုပြန်လာရင်အမြဲတမ်းကျမတို့ကြိုးဆိုတဲ့ကောင်းကင်ဖခင်ကျမတို့မှာရှိတာဖြစ်တယ်အာမင်ဒါလေးကတော့ကျမမနေ့ကအဆက်လေးဖြစ်ပါတယ်လို့အာမင်ဒီနေ့ကျမယူဆောင်လာတဲ့နှုတ်ကပတ်တော်ကအရင်ဆုံးကျမဒီမှာ script မှာပြစေချင်တယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး16ခန်းငယ်33လေးကိုပြစေချင်ပါတယ်လို့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး16ခန်းငယ်33အာမင်အတူတူဖတ်ရအောင်နော်သင်တို့သည်ငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းကဤစကားကိုငါဟောပြောပြီးသင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်သို့တော်လည်းမစိုးရိမ်ကြနဲ့ငါသည်လောကကိုအောင်ပြီဟုမိန့်တော်မူ၏ဒီမှာယေရှုပြောတဲ့စကားနော်ယေရှုခရစ်တော်ကကျမတို့တွေကိုကျမဒီအရာလေးကိုအရင်သဘောကျတဲ့အရာကခရစ်ဝင်ကျမ်းနေမဿဲမာကုလုကာယောဟန်ဒီခရစ်ဝင်ကျမ်းနေအားလုံးကတပည့်တော်တွေကအရင်တော့ယေရှုနဲ့3နှစ်3မိုးသူတို့အတူတူသွားခဲ့ပါတယ်တူစားတောက်ခဲ့တယ်ဒါပေမဲ့ကျမတို့မေးကြည့်မယ်နော်10တန်းတုန်းက10တန်းဖြည့်ပြီးသားလူတွေလက်ကလေးမြောက်ပေးပါအောင်10တန်းဖြည့်ပြီးသားလူတွေโอเค10တန်းတုန်းကအစာတွေဣတိမရွေရသေးတဲ့သူတွေလက်ထောင်ပါအောင်ကျမတို့မမမိနိုင်ဘူးနော်လူရဲ့အုံနောက်ကကျမတို့အတိုင်းတာရှိတယ်အတိုင်းတာတစ်ခုရှိတယ်ကျမတို့က limit ရှိတယ်တချို့တွေဆိုဟာဝရရနဲ့ရသွားတယ်ပြန်ဆိုခိုင်းရင်ဘာမှမကြံတော့အဲ့လိုမျိုးတွေရှိတယ်အဲ့လိုပဲတပည့်တော်တွေကယေရှုခရစ်တော်နဲ့3နှစ်3မို့အတူတူသွားလာခဲ့တယ်ယေရှုခရစ်တော်ပြောတဲ့စကားတွေကြားခဲ့ပေမဲ့သူတို့တခုမှမမှတ်မိတော့ဒါပေမဲ့ဝိညာဉ်တော်ရောက်လာတဲ့အခါမှာပန်တကုတ်တွေတမန်တော်1:8မှာเนาะကျမတို့ဂတိပေးတဲ့အတိုင်းတမန်တော်2မှာဝိညာဉ်တော်တကယ်ဆင်းသက်လာတဲ့အခါမှာအလုံးစုံပြန်ပြီးမှတ်မိတယ်ဒါကယေရှုပြောတဲ့စကားဖြစ်တယ်ယေရှုကဘာပြောတယ်လဲဆိုတော့သင်တို့ကလောကမှာတဲ့ဆင်းရဲဒုက္ခဆိုတာခံရလိမ့်မယ်သို့တော်လည်းမစိုးရိမ်ကြနဲ့တဲ့ငါဒီလောကကိုအောင်ပြီကျွန်မဒီဥပမာလေးကိုတစ်ခါတလေပြောလို့ရှိတယ်အရင်တော့ဗီဒီယိုခက်မှီတဲ့သူတွေရှိလားအိမ်မှာ TV မဟုတ်ဘဲနဲ့ဗီဒီယိုခက်အဲ့ဆိုတော့အသက်30ဟုတ်ပါကျမတို့ငယ်ငယ်တော့အိမ်မှာ TV မှမရှိတာ TV လည်းမကြည့်နိုင်ဘူးအဲ့ခါကျတော့ကျမတို့အိမ်ဘေးနာတငယ်ချင်းအိမ်မှာလားနည်းနည်းဟို TV ဝယ်နိုင်တဲ့အိမ်မှာသွားခိုးကြည့်တယ်
ဒါမှမဟုတ်ဘာလို့လဲသိလားဗီဒီယိုယုံမှာပတ်စံပေးပြီးသွားကြည့်ရတာအဲ့ချိန်မှာဆိုကျမတို့အရန်ချိတ်တဲ့ဇလဲနေရှိရလေဟိုဗာလဲဗာလဲဗန်ဒမ်လာဗာလဲမသိဘူးတော့အဲ့ဒီဟာတွေဂျက်လီတို့ဂျက်ကီချန်တို့သူတို့တွေနော်ကြည့်လိုက်အတကုံထိုးခံရတယ်နော်အတကုံနာကျင်ခံစားရတယ်ဟာနာတယ်ဒါပေမဲ့နောက်ဆုံးဘသူပဲနိုင်လဲမင်းသားပဲနိုင်တယ်ဒီနေရာကယေရှုကကျမတို့ဒါကိုပြောထားတာလောကမှာသင်တို့ဒုက္ခဆင်းရဲမခံရဘူးလို့ယေရှုကမပြောဘူးဒုက္ခဆင်းရဲခံရမယ်သို့တော်လည်းမစိုးရိမ်ကြနဲ့ငါကလောကကိုအောင်ပြီလို့ပြောတဲ့ဖခင်သခင်ဖြစ်တယ်အာမင်လက်ခုပ်တီးပြီးတော့မှချီးမွမ်းရအောင်တခါကလေလူငယ်တွေကကျမတို့ကစိတ်တက်ကြလွယ်တယ်အတက်အကျအယမ်းမြင်တယ်တခုခုဆိုရင်တယောက်ကချီးမွမ်းဟာဒီနေ့မိုက်တယ်ကွာဆိုတနေ့လုံးလုံးဝပျော်သွားပြီဒါမှမဟုတ်ရောက်ချင်းဟာဒီနေ့ဘာတွေဝတ်လာလဲဆိုတနေ့လုံးဘာလဲကိုကြောင်မှာတော့မှပုံးပလိုက်ခြင်းတယ်ကျမတို့ကစိတ်တဲ့အယမ်းကြလွယ်တယ်အယမ်းတက်လွယ်တယ်အဲကြောင့်ယေရှုကကျမတို့ကိုဒီမှာအာမခံချက်ပေးထားတယ်ဘာလဲလောကမှာဒုက္ခဆင်းရဲကိုခံရမယ်ဒါပေမဲ့ဘာလို့လဲမစိုးရိမ်နဲ့ငါကလောကကိုအောင်ပြီအဲ့ဒါဘာနဲ့တူလဲယေရှုကအားလုံးကိုကျမတို့လှုပ်ဆောင်ပေးပြီးတော့ပဲငါသားသင်ဆင်းရဲတာခဏပါသင်တို့ငါစီးစိမ်ထားပေးထားတယ်ငါသားသင်ဝမ်းနေတာခဏပါသင်မျက်ရည်တွေအားလုံးငါတုပ်ပေးမယ်အာမင်ယေရှုကဒါကိုပြောနေတာအာမင်ဒီနေ့ကျွန်မဘာကိုပြောချင်လဲဆိုတော့ရူသဝတ္ထုထဲကအကြောင်းအရာလေးကိုကျွန်မပြောချင်တယ်ဒီနှုတ်ကပတ်တော်ကိုကျွန်မ2ခါလောက်တော့ဝင်ခပြီးပြီဒီနေ့ဒါကိုပဲဝင်ခဖို့ရဝိညာဉ်တော်ကျွန်မကိုပြောပြတာဖြစ်တယ်ရူသဝတ္ထုကအယံကိုရိုးရှင်းတဲ့ရူသဝတ္ထုဖြစ်ပေမဲ့ဒီနေရာမှာအများကြီးကျွန်မဘုရားဝိညာဉ်တော်ကျွန်မကိုစကားပြောတယ်ရူသဝတ္ထုကကျွန်မတို့အားလုံးလူငယ်တွေဆိုရင်ကျွန်မတို့စိတ်ဝင်စားရလေနော်ငယ်တုန်းကဖုန်းတွေလည်းမရှိကြဘူးဆိုတော့ကျမတို့တွေဘာတွေဖတ်ကြလဲဆိုဝတ္ထုတွေဖတ်ကြတယ်ကာတွန်းတွေဖတ်ကြတယ်ကျမအရန်ကြိုက်တဲ့ကာတွန်းကဘူဘူသူအရန်ထူဆန်းလို့အခုဗာလဲတချို့တွေလည်းဟိုမှာပါဇက်တွေဖွင့်လာကြတယ်သူတို့ဖတ်ဘူးတဲ့စာအုပ်လေးတွေထွက်လာကြတယ်နော်ရူသဝတ္ထုကလေဘယ်လိုမျိုးဝတ္ထုမျိုးလဲဆိုတော့မေတ္တာအကြောင်းရေးဆက်ထားတဲ့ဝတ္ထုလို့စာရေးစရာသူမှတ်တမ်းတင်ထားတာဖြစ်တယ်အချစ်ရတယ်နော်ဒီကျမတို့ရှောလမုန်မင်းကြီးရဲ့အကြောင်းမပါရင်ဒီရူသဝတ္ထုကမေတ္တာအကြောင်းကိုဖုံယွန်းထားတဲ့စာဆိုပြီးတော့မှသတ်မှတ်ထားတာဖြစ်တယ်ဒီမှာရူသကဘယ်လိုလူမျိုးလဲဆိုတဲ့အရာကိုအနည်းငယ်ကျမပြောချင်တယ်သူကမောဘလူမျိုးဖြစ်တယ်မောဘလူမျိုးကဘယ်ကနေဆင်းသက်လာလဲဆိုတော့လောတကျမတို့အားလုံးသိတယ်အာဗြဟံရဲ့တူလောတနဲ့သူ့ရဲ့သမီးကြီးကနေပြီးတော့မှမွေးဖွားလာတဲ့မျိုးဆက်ဖြစ်တယ်နော်အဲ့ဒီဟာမောဘအမျိုးလို့ခေါ်တယ်ဖျားသခင်မနှစ်သက်တဲ့အရာမတရားသောမေထုံကနေမွေးဖွားလာတဲ့မျိုးဆက်လို့တောင်မှနှုတ်ကပတ်တော်ကမှတ်တမ်းတင်ထားတာဖြစ်တယ်အဲ့ခါကျတော့ဘာလို့ဖျားသခင်ကမောဘအမျိုးတွေကိုကျွန်မစဉ်းစားတယ်ဖျားသခင်ကငါမုန်းတယ်လို့ပြောတဲ့လူမျိုးတချို့ရှိတယ်ဖျားကဘာလို့ငါမုန်းတယ်လို့ပြောလဲဆိုတော့ဖျားသခင်မုန်းတဲ့အရာတွေကဘာလဲရုပ်ထုစင်တုကိုးကွယ်တဲ့အရာတွေပါတာဖြစ်တယ်သူတို့ကရုပ်ထုစင်တုကိုးကွယ်တာပဲမဟုတ်ဘူးတဲ့ဘလို့တောင်ရေးထားလဲဆိုတော့သူတို့ကနိုင်ငံတကာနိုင်ငံနဲ့တနိုင်ငံစစ်တိုက်တဲ့အခါမှာတဲ့ဘာလုပ်ကြလဲဆိုတော့သူတို့ရဲ့သားတွေသူတို့ရဲ့ရင်သွေးတွေကိုတတ်ပြီးတော့မှပူဇော်တယ်သူတို့ရဲ့အဲ့ဒီနတ်ကိုပူဇော်တယ်သူတို့နိုင်ရှင်လို့ဖျားအယံတန်ဖိုးထားတဲ့ဝိညာဉ်ကိုအဲ့လိုလုပ်တဲ့အခါမှာဖျားသခင်ကဒီမောဘလူမျိုးတွေကိုငါမုန်းတယ်ဆိုပြီးတော့မှနှုတ်ကပတ်တော်ထဲမှာတောင်မှမှတ်တမ်းတင်ထားတာကိုကျမတို့တွေ့ရတာဖြစ်တယ်ဒီမှာကျမအနည်းငယ်ရူသဝတ္ထုရဲ့အကြောင်းအရာလေးနည်းနည်းပြောချင်တယ်ဒီမှာကျမတို့ရူသမပြောခင်မှာနောမီနဲ့သူ့ရဲ့သား2ယောက်အကြောင်းပါတယ်ပြီးရင်အလိမလက်နောမီရဲ့အမျိုးသားအလိမလက်ကအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ဒီဣသရေလတိုင်းနိုင်ငံမှာသူတို့ကဘက်လင်မြို့မှာနေတာအဲ့ချိန်မှာအစာခေါင်းပါခြင်းပြင်းစွာရောက်ရှိတယ်အဲ့ချိန်မှာအစာခေါင်းပါတယ်ဆိုတဲ့အခါမှာတခါတလေကျမတို့မိသားစုဝင်နေပေါ့နော်ကျမတို့တွေအိမ်ထောင်ဦးစီးတွေတချို့သူတို့ရဲ့ခံစားချက်ကိုကျမဒီနေရာမှာပို့ပြီးတော့မှတွေ့ရတယ်။ဘာလဲဆိုတော့မိသားစုမှာစားစရာမရှိတော့ဘူး။သုံးစရာငွေမရှိတော့တဲ့အခါကျတော့အော်ဒီနေရာမှာငါတို့နေရင်ငါသားသမီးတွေအတွက်ဒါမှမဟုတ်ရင်ငါတို့မိသားစုအတွက်အစင်မပြေတော့ဘူးဆိုပြီးတော့မှအစာရေစာပေါ်များတယ်ဆိုပြီးတော့မှသူတည်င်းကြတယ်မောဘဘီကိုသူ့ရဲ့သား2ယောက်နဲ့နောမီနဲ့အလိမလက်ကထွက်သွားတာဖြစ်တယ်။အဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့နောက်ထပ်2နှစ်လောက်နေတဲ့ခါကျတော့အလိမလက်ကအသက်ဆုံးပါသွားတယ်။နောမီကသူ့ရဲ့သား2ယောက်နဲ့ပဲကြံခဲ့တယ်။အဲ့ချိန်မှာသူ့သား2ယောက်ကသူတို့လည်းကြမ်းပါတယ်လीနော်။မောဘဘီကလူတွေကအရန်လှတယ်လို့ပြောတယ်နော်။ဝေါ
သူတို့တွေကိုတွေးတဲ့အခါမှာအိမ်ထောင်ဘက်အဖြစ်ရွေးချယ်ကြတယ်ဖျားသခင်မနှစ်သက်တဲ့လူမျိုးပါသူတို့ရွေးချယ်တဲ့လူတွေကတိုးတော်လည်းဒီနေ့ကျွန်မဒီအားနဲ့ပြီးတော့မှကျွန်မသင်ခန်းစာယူစေချင်တယ်တယောက်ကနောမိဖြစ်တယ်တယောက်ကအောရဘဖြစ်တယ်ပိုဆိုးတာကအဲ့ဒီအိမ်ထောင်ဘက်2ယောက်သူတို့ယူပေမဲ့နောက်ထပ်10နှစ်လောက်ကြာတဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့သူ့ရဲ့သား2ယောက်ပါအသက်ဆုံးရှုံးသွားတယ်နောမိအနေနဲ့အယံကိုဒုက္ခဆင်းရဲရောက်တဲ့အပြင်ကိုယောက်ျားလည်းဆုံးသား2ယောက်လည်းဆုံးဖြစ်တဲ့အခါမှာအယံကိုခြေခွဲတယ်ငါဒီနေရာမှာလာမိတာငါအတွက်အာမင်္ဂလာပဲရှိတယ်ငါအတွက်ဆုံးရှုံးခြင်းတွေပဲရှိတယ်ဆိုပြီးတော့မှ तू ဝမ်းနဲ့ခြေခွဲစွာနဲ့ तू နေခဲ့တယ်တရက်ကျတော့ तू ကဘာဖြစ်လဲဆိုတော့တည်င်းတစ်ခုကြားတယ်အိုးဣသရေလတိုင်းပြည်မှာတဲ့အစာရေစာပြန်ပြီးတော့ပေါ်မရသွားပြီပြန်ပြီးတော့မှဘုရားသခင်ကထောက်ပံ့ခြင်းတွေဘုရားသခင်ရဲ့မျက်နှာတော့လှည့်ခြင်းဣသရေလတိုင်းပြည်မှာပြန်ပြီးတော့မှရောက်ရှိလာပြီဆိုတဲ့အရာကိုနောမိကြားတဲ့အခါမှာလေနောမိကငါပြန်မယ်ဆိုပြီးတော့မှ तू ဆုံးဖြတ်ခဲ့တာဖြစ်တယ်အဲ့ချိန်မှာ तू ဘာပြောလဲ तू မှာချွေးမ2ယောက်ရှိတဲ့အတွက်ရူတာနဲ့အောရဘကိုပြောတယ်အိုးငါပြန်တော့မယ်ငါတိုင်းပြည်ကိုပြန်တော့မယ်နင်တို့ကတော့နင်တို့ဒီမှာမောဘပြည်မှာနေတဲ့အတွက်နင်တို့ရဲ့မိသားစုဝင်တွေစီမှာနင်တို့ရဲ့အမျိုးတွေစီမှာနင်တို့ရဲ့မိဘတွေစီမှာပြန်လိုက်တော့ငါတော့ငါတိုင်းပြည်ကိုငါပြန်တော့မယ်ငါလည်းနင်တို့ကိုမကြွေးနိုင်တော့ဘူးပြောမစမိုးဆိုးမှလည်းဖြစ်တယ်အိမ်မရှိယာမရှိဘာမှသူ့မှာအားကိုးစရာမရှိတဲ့အချိန်မှာ तू ကဘာဖြစ်လဲဆိုတော့သူ့ရဲ့ချွေးမ2ယောက်ကိုပြန်ဖို့ရန်အတွက်ပြောတယ်အဲ့ချိန်မှာတူတူနဲ့ပြောရမယ်ဆိုရင်ရူတာကမပြန်မဲနဲ့သူ့ရဲ့ရောက်ခမနောက်ကိုလိုက်တယ်ဆိုတဲ့အရာကိုကျမတို့တွေ့ရတာဖြစ်တယ်ဒီမှာကျမပထမတစ်ချက်ကိုကျမဘာပြောချင်လဲဆိုတော့ရူတာဝတ္ထုကနေပြီးတော့မှကျမတို့သင်ခန်းစာယူလို့ရတာအများကြီးရှိတယ်ရူတာရဲ့အသက်တာမှာအမှန်ဆိုရင်သူ့ရဲ့ဆွေမျိုးတွေနဲ့သူ့ရဲ့မိသားစုအားလုံးပြည့်ပြည့်စုံတဲ့နေရာကမောဘပြည်ဟုတ်ပါတယ်ဒါပေမဲ့သူ့ရဲ့အသက်တာမှာလေသူ့မှာရွေးချယ်မှုတစ်ခုသူလုပ်ရတယ်သူရှိနေပြီးသားနေရာကဖျားသခင်မနှစ်သက်တဲ့နေရာဖြစ်တယ်မောဘပြည်ဖြစ်တယ်ဖျားကိုမကိုးကွယ်တဲ့နေရာဖြစ်တယ်ဒီမှာရူတာရဲ့အသက်တာမှာ तू ကနောမိနဲ့နေတဲ့အခါမှာဖျားအကြောင်းကိုနောမိကပြောပြခဲ့မှာဖြစ်တယ်သူအသက်တာထဲမှာယေရှုခရစ်တော်ဆိုတဲ့နှလုံးသားထဲမှာတန်ရှင်းသောဝိညာဉ်တော်ရဲ့တစိတ်ခတ်ခြင်း तू ရရှိတဲ့အခါမှာ तू ဘာဖြစ်လဲဆိုတော့ငါနောမိနဲ့မလိုက်ဘဲနဲ့မောဘပြည်မှာငါခြံခဲ့လို့ရှိရင်ငါအသက်ရှင်တဲ့ဖျားကိုငါကိုးကွယ်ခွင့်ရတော့မှာမဟုတ်ဘူးအဲကြောင့်ဒီမှာနံပါတ်1အနေနဲ့ကျွန်မတို့ဘာပြောချင်လဲဆိုနေရာဟောင်းဘဝဟောင်းကိုစွန့်ပစ်ခြင်းနံပါတ်1အနေနဲ့ကျွန်မပြောချင်တာကျွန်မတို့အသက်တာမှာရှိတဲ့နေရာဟောင်းလားဘဝဟောင်းလားအဲ့ဒါတွေကိုကျွန်မတို့စွန့်ပစ်ဖို့ရန်အတွက်နံပါတ်1အနေနဲ့ကျွန်မပြောချင်တယ်ရူတာကမောဘပြည်ဖြစ်တဲ့သူ့ရဲ့နေရာဟောင်းကိုစွန့်ပစ်ရတယ်အဲ့ဒီနေရာကဘယ်နေရာလဲဖျားကိုပထမအနေနဲ့ဖျားကိုမကိုးကွယ်တဲ့နေရာဖြစ်တယ်ဖျားကိုမသိတဲ့နေရာဖြစ်တယ်နံပါတ်2အနေနဲ့သူ့ရဲ့အမျိုးသားဆုံးခဲ့တဲ့နေရာသူ့ရဲ့နာကျင်တဲ့နေရာသူ့ရဲ့နှလုံးသားခြေခွဲတဲ့နေရာကို तू ထားခဲ့ဖို့ရန်အတွက် तू ဆုံးဖြတ်ခဲ့တယ်ဒီနေရာမှာကျမတို့အသက်တာမှာလေရှင်မသက်ခရစ်ဝင်ခန်းကြီး19ခန်းငယ်29မှာအကျဉ်သူသည်ငါဤနာမကြောင့်အိမ်လဲညီအကိုနှမမိဘသားမယားတပါးပါးကိုစွန့်တယ်တဲ့ဒါပေမဲ့အဲ့လူကမင်္ဂလာရှိတယ်လို့ကျမ်းစာကရေးထားတာဖြစ်တယ်ဒီနေရာမှာကျမအာဗြဟံရဲ့အကြောင်းကိုလည်းနည်းနည်းလေးကျမပြောချင်တယ်အာဗြဟံကလေသူ့ကိုဖယားကခေါ်တဲ့အခါမှာသူကအရင်ဦးဆုံးဖယားကိုရှာတယ်နော်အော်အသက်ရှင်တဲ့ဖယားရှိမှာပဲဆိုပြီးတော့မှဖယားကိုရှာတဲ့အခါမှာဖယားကအာဗြဟံကိုရွေးချယ်လိုက်တယ်ရွေးချယ်တဲ့အခါမှာသူဒီနေရာမှာဆက်နေလို့မရတော့ဘူးဘာဖြစ်လို့လဲဖယားသခင်ကငါပြလက်တက်နဲ့ပြီးသွားပါတဲ့အဲ့ချိန်မှာဖယားကစွန့်ခိုင်းတဲ့အရာတွေရှိတယ်တင်းရဲ့မိဘကိုစွန့်ရမယ်တင်းရဲ့အမျိုးကိုစွန့်ရမယ်ဒီလိုပြောတဲ့အခါမှာဟာကို့မှာရှိပြီးသားကိုယ့်ရဲ့နော် relationship တွေကိုကျွန်မဖြတ်ခိုင်းတာမဟုတ်ဘူးနော်တော်ကြကျွန်မအထင်မလွဲကြနဲ့ဒီမှာကျွန်မပြောတဲ့အခါမှာဖယားမနှစ်သက်တဲ့အရာဆိုရင်ကိုယ့်ရဲ့မိဘဖြစ်နိုင်တယ်ကိုယ့်ရဲ့လေယာတွေဖြစ်နိုင်တယ်ကိုယ့်ရဲ့တိုင်းပြည်လည်းဖြစ်နိုင်တယ်ကိုယ့်ရဲ့မိသားစုဝင်တွေလည်းဖြစ်နိုင်တယ်ဒီမှာအာဗြဟံလည်းသူစွန့်ပြီးတော့မှဖယားပြတဲ့ဘီကိုသွားခဲ့တာဖြစ်တယ်ဒီမှာရူတာရဲ့အသက်တာမှာလည်းသူမောဘဘီကိုထားခဲ့တယ်ထားခဲ့ပြီးတော့မှနောမိနဲ့အသက်ရှင်တဲ့ဖယားရှိတဲ့နေရာကိုကိုးကွယ်တဲ့နေရာကိုသူလိုက်သွားတယ်ဆိုတဲ့အရာကိုကျမတို့တွေ့ရတာဖြစ်တယ်အဲကြောင့်ကျမတို့အသက်တာမှာနောမိကဲ့သို့ကျမတို့ရဲ့တခါတလေကျမတို့မှာတော့စွန့်စရာတချို့အရာတွေရှိချင်မှရှာဟာငါမှအဲ့လိုတွေမရှိဘူးဆိုရင်တော့မှကျမတို့ရဲ့အတွေးခေါ်တွေပြန်ပြီးတော့မှစမ်းစစ်အောင်လူငယ်တွေဖြစ်တဲ့အခါမှာကျမတို့ရဲ့မှားယွင်းတဲ့အတွေးခေါ်တွေရှိတတ်တယ်
ကျမတို့ရဲ့အကျင့်တွေရှိတတ်တယ်ကျမတို့ရဲ့အပြောအဆိုတွေရှိတတ်တယ်ကျမတို့ရဲ့ဖယားမနစ်သက်တဲ့အရာလူတွေကတော့မသိပါဘူးလူတွေကတော့မမြင်ပါဘူးဒါပေမဲ့ဖယားမြင်တယ်ဖယားသိတယ်ဒီအရာတွေကိုတစ်ခါတလေကျမတို့စွန့်လွတ်ဖို့ရန်အတွက်အရန်ခက်ခဲတယ်ဖယားမကြိုက်မှန်တော့မသိဘူးလားသိတယ်ဒါပေမဲ့မစွန့်လွတ်နိုင်ဘူးအတကုံကင်ထားတယ်ဖယားเจ้าသွားရင်လည်းအဲ့ဒါလေးနဲ့ဖယားเจ้าပြန်လည်းအဲ့ဒါလေးနဲ့မစွန့်လွတ်နိုင်ဘူးကျမတို့အသက်တာမှာဖယားကစွန့်ပစ်ခိုင်းတဲ့အရာရှိလို့ရှိရင်ရဲရဲဝံ့ဝံ့နဲ့ဒီနေ့လူငယ်တွေစွန့်ပစ်ပါအာမင်ဘေးနာလူပြောပါအောင်စွန့်ပစ်လိုက်ပါလို့အာမင်ဒီနေ့မှာကျမတို့ခရိယန်အတိုင်းဝိုင်းနေကြီးတဲ့သူတွေအတွက်ကမခက်ဘူးနော်ဒီဥစ္စာစွန့်လွတ်လိုက်မယ်ဆိုအရန်လွယ်တယ်ဒါပေမဲ့တချို့ကျမတို့ညီကိုတွေနော်တခြားဘာသာကနေဒီကျမတို့ဘာသာခရိယန်ကိုဝင်လာတဲ့သူတွေအတွက်ကတကယ်ကိုခက်ခဲတယ်တချို့မိဘတွေကဆိုအိမ်ဘောတောင်မှနှင်ချတယ်ဆိုအရာတက်တေခံချက်တွေခဏခဏကျမတို့ကြားရတယ်မိသားစုတွေကွဲရတယ်မောင်နှမတွေကမခေါ်တော့ဘူးဆိုတဲ့အရာတွေအများကြီးရှိတာဖြစ်တယ်သူတို့တွေစွန့်လွတ်ရတဲ့အရာရှိတယ်ဒါပေမဲ့ဒီအရာကယေရှုကဘာပြောလဲသူကကျမတို့အတွက်အာမခံချက်ပေးတယ်ဆိုတဲ့အရာကိုကျမတို့ပြောချင်တယ်နှစ်ကောခန်းကြီးကအခန်းငယ်ဆက်ခုမှာလည်းကျမတို့တွေ့ရတယ်လူမီဒီကခရစ်တော်၌ရှိလင်အသက်ပြုပြင်သောတတ္တဝါဖြစ်တယ်။ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသက်ဖြစ်ကြပြီဆိုပြီးတော့မှကျမတို့တွေ့ရတာဖြစ်တယ်။အဲကြောင့်ဒီနေ့ကျမနံပါတ်1အနေနဲ့ပြောချင်တာကစွန့်လွတ်မယ်လို့ပြောတဲ့အခါမှာတင့်ကိုခါးသီးစေတဲ့အရာဒီအရာကိုစဉ်းစားတိုင်းမှာတင့်ရဲ့နှလုံးသားကိုနာကျင်စေတဲ့အရာဆိုရင်ဒီနေ့ဖျားစီမှာကျမတို့စွန့်လွတ်လိုက်ရအောင်။ဖျားသခင်ကိုရောဒီအရာကျမတို့အယံခါတယ်။ဒီအရာကျွန်တော်တို့အယံခါတယ်ဆိုရင်ဒီအရာကိုကျမတို့စွန့်လွတ်ဖို့ရန်အတွက်ဆုံးဖြတ်ဖို့ရန်ဒီနေ့ကျွန်မခွန်အားပေးချင်တာဖြစ်တယ်အာမင်နံပါတ်2အနေနဲ့ကျွန်မဘာကိုပြောချင်လဲဆိုရွေးချယ်ရတယ်ဒီမှာရွေးချယ်မှု3ခုကျွန်မတို့တွေ့ရတယ်ရုသရဲ့အသက်တာမှာဒီရုသဝတ္ထုကျွန်မတို့ပြန်ပြီးတော့မှအိမ်မှာလည်းပြန်ပြီးတော့ဖတ်လို့ရတယ်နော်ရုသကရွေးချယ်မှု3ခုလုပ်ရတယ်နံပါတ်1လူမျိုးရွေးရတယ်သူကမောဘလူမျိုးဖြစ်ပေမဲ့ဣသရေလတိုင်းပြည်ကို तू သွားတဲ့ခါမှာဣသရေလလူမျိုးတွေရဲ့အကျင့်စရိုက်တွေ तू ဘာမှမသိဘူးတချို့ဆင်မဂျာလေးကလည်းဒီမှာမနေ့ကပြောတယ်လေနော် तू ကကချင်ပါတဲ့ဒါပေမဲ့ तू ကကချင်စကားသိတော့မတတ်ဘူးဒါပေမဲ့ကချင်ပဲကိုလူမျိုးမဟုတ်ပဲနဲ့တခြားလူမျိုးပြောင်းခိုင်းရင်အယံကိုခက်ခဲမယ်မကြိုက်ဘူးလေနော်ဒီကျမ်းစာထဲမှာလည်းကျမတို့တွေ့ရတယ်ဒံယေလတို့အမှန်ဆိုရင်သူတို့ဖျားရွေးချယ်တဲ့လူမျိုးသူတို့ကျွန်အဖြစ်ရွေးချယ်ပြီးတော့မှတိမ်းသွားချင်းခံရတဲ့အခါမှာသူတို့မယူချင်တဲ့နာမည်တွေလည်းယူရတယ်သူတို့မကြိုက်တဲ့ပုံစံနဲ့လည်းနေရတယ်ကျမတို့အသက်တာမှာကိုယ့်အကိုစဉ်းစားမယ်ဆိုလူမျိုးရွေးတယ်ဆိုတာအယံကိုခက်ခဲပါတယ်ဒီနေရာမှာရုသကလူမျိုးကိုရွေးခဲ့တယ်ပြီးနံပါတ်2သူဘာကိုရွေးလဲဆိုလမ်းရွေးတယ်နံပါတ်3ဖျားကိုရွေးတယ်ဒီနေရာမှာကျမတို့ရွေးချယ်ခြင်းလုပ်တဲ့အခါမှာလေတချို့အရာတွေကကျမတို့အတွက်စိန်ခေါ်မှုဖြစ်နိုင်တယ်ကျမတို့ရောက်ဘူးတဲ့နေရာတစ်ခုခုမှာကျမတို့သွားဖို့ရန်အတွက်အယံမခက်ခဲပါဘူးဒါပေမဲ့ကိုမရောက်ဘူးတဲ့နေရာမှာရောက်ရင်ဘာဖြစ်လဲလူကရောင်လဲပဲဟိုကြည့်လိုက်ဒီကြည့်လိုက်သူများစားတဲ့အရာလေးကိုကြည့်လိုက်ဆင်မဒီမှာသူရောက်ချင်းတက်သေးခံတယ်လေနော်သူအလှငယ်ထည့်ဖို့ကိုတဲ့သူများရဲ့ပတ်စံသူဘလောက်တန်ထည့်လဲဆိုတာကိုကြည့်ရတယ်တဲ့နော်အလှငယ်ထည့်တာတောင်မှသူပတ်စံအရင်တော့သူသွားခဲ့တော့ကပတ်စံတွေက9000 1000တွေမပေါ်သေးတာလည်းဖြစ်မှာပေါ့နော်ပေါ်ရင်လည်းအခုချိန်မှာငွေလဲနှုန်းတွေအရင်များပြီဆိုတော့သူများတွေဘလောက်ထည့်လဲဆိုတာကိုလိုက်ကြည့်ရတယ်တဲ့အဲ့ဆိုတော့ရုသလည်း तू ဣသရေလတိုင်းပြည်ကိုသွားမယ်လို့ပြောတဲ့အခါမှာသူ့မှာအများကြီးစိန်ခေါ်မှုရှိမယ်အစားအသောက်ရောမတူတော့ဘူးဝတ်ပုံစားပုံတွေလည်းမတူတော့ဘူး तू ကိုးကွယ်တဲ့အရာအဓိက तू ကိုးကွယ်တဲ့အရာကမတူတော့တဲ့အခါမှာ तू အများကြီးသူ့မှာစိန်ခေါ်မှုရှိတယ်ဒီမှာကျမတို့ရုသဝတ္ထုလေးကိုအနှဲငယ်ကျမဖတ်ချင်တယ်ရုသဝတ္ထုထဲကအခန်းကြီး1အခန်းငယ်16လေးကိုဖတ်ချင်တယ်အခန်းကြီး1အခန်းငယ်16လေးအတူတူကဖတ်ချင်တယ်ဒီမှာကျမတို့တွေ့ရတယ်နော်โอเคရုသကအတူတူဖတ်ရအောင်ရုသကကျမသည်ကိုရောကိုမစွန့်မရစေနဲ့နောက်တော်သို့မလိုက်ပဲသွားစေခြင်းကမပြုပါနဲ့ကိုရောသွားလေရာကိုကျမလိုက်ပါမည်ကိုရောအိတ်လေရာ၌ကျမအိတ်ပါမည်ကိုရောအမျိုးသည်ကျမအမျိုးကိုရောဖျားသည်ကျမဖျားဖြစ်ပါစေဒါကနှုတ်ကပတ်တော်မှာဒါအယံလွယ်တာဆုံးဖြတ်ဖို့ရန်အတွက်အယံခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်ကျမတို့အသက်တာမှာကျမတို့ဖျားကိုရွေးချယ်လိုက်တဲ့အရာကကျမတို့အသက်တာမှာလေတခြားအရာတွေထက်
ပို့ပြီးတော့မှအာမခံချက်ပေးနိုင်တယ်ဒီရုသကကောင်းကောင်းသိတယ်သူမောဘဘီမှာနေလို့ရှိရင်ဒီအသက်ရှင်တဲ့ဖခင်နဲ့ဆက်သွယ်လို့မရတော့ဘူးသူ့မှာရထားတဲ့ဒီတန်ရှင်သောဝိညာဉ်တော်ဆိုတဲ့အရာနဲ့ပြန်ပြီးတော့မှသူအသက်ရှင်ဖို့ရတဲ့သူဘလို့အသက်ရှင်ရမလဲဘလို့ပြန်ပြီးတော့မှခရိယအသက်တော်ဘလို့သွားရမလဲဆိုတဲ့အရာကို तू မတွေ့တဲ့အခါမှာ तू နောမီနဲ့လိုက်ဖို့ရတဲ့ဆုံးဖြတ်တယ်လို့ပဲဒီနေ့ကျမတို့အသက်တာမှာရွေးချယ်မှုအမြဲတမ်းကျမတို့မှာရှိတယ်လူငယ်တွေဖြစ်တဲ့အခါမှာကျမတို့ရွေးချယ်မှုအများကြီးရှိတယ်ဖခင်ကလည်းလူသားကိုလေ तू ဖန်ဆင်းကြတဲ့ကရွေးချယ်မှုပေးထားတယ် तू ပညတ်ထားတဲ့အရာတွေကတော့ရှိပါတယ်ဒါပေမဲ့အတင်းအကျပ်ကျမတို့ဘယ်တော့မှမခိုင်းတဲ့ဖခင်သခင်ဖြစ်တယ်အာရနဲ့အေဝါရဲ့အသက်တာအဖြစ်ကျွန်မအမြဲတမ်းခွန်အားယူတဲ့အရာပါလဲဆိုတော့သူတို့ကဖျားကတော့ပင်ရချက်တစ်ခုပဲတစ်ပင်ဒီမှာဥယျာဉ်ရဲ့အလဲမှာတစ်ပင်ကနှစ်ပင်ရှိတယ်ကောင်းမကောင်းတိကျွမ်းရအပင်နဲ့အသက်ပင်ဒီနှစ်ပင်ပဲရှိတာသူမစားခိုင်းတဲ့အရာကကောင်းမကောင်းတိကျွမ်းရအပင်ဒါပဲဒါပေမဲ့လူကဖျားသခင်ကနင်တို့မစားနဲ့တော့ဆိုပြီးတော့မှအစကတည်းကခုတ်ပလိုက်လို့လဲရတာပဲဒါပေမဲ့ဖျားကလူကိုရွေးချယ်ခွင့်ပေးတယ်သင်စားလို့ရတယ်သင်မစားလို့မရမစားရင်လည်းရတယ်ပေါ့နော်ဒါပေမဲ့ဖခင်ရဲ့ပင်ငယ်ချက်ကပါလဲလုံးဝဒါကိုမစားရဘူးဒါသူ့ရဲ့ပင်ငယ်ချက်ဒါပေမဲ့လူကပါလဲရွေးချယ်မှုဖခင်ကအမြဲတမ်းပေးတယ်ဒီနေ့အသက်တာမှာလူငယ်တွေဖြစ်တဲ့အခါမှာသင်မှာရွေးချယ်မှုရှိတယ်ရွေးချယ်လို့ရတဲ့အခြေအနေသင်မှာရှိတယ်ကောင်းတဲ့အရာကိုလည်းသင်ကောင်းကောင်းသိတယ်ဒီအရွယ်ကကောင်းမကောင်းဆိုတော့ကျမတို့ကောင်းကောင်းခွဲခြားတတ်ပြီကျမတို့ဒီတသေးလေးတွေမွေးခါစားကလေးတွေဒါမှမဟုတ်3နှစ်ကလေး4နှစ်ကလေးကတော့သူတို့တချို့အရာတွေမရွေးချယ်နိုင်သေးဘူးဒါပေမဲ့လူငယ်တွေဖြစ်တဲ့ခါမှာကျမတို့ကရွေးချယ်နိုင်တယ်ဘယ်အရာကကောင်းတယ်လဲဘယ်အရာဖခင်ရဲ့နှုတ်ကပတ်တော်နဲ့ညီတယ်လဲဘယ်အရာဖခင်နှုတ်ကပတ်တော်နဲ့မညီဘူးလဲဆိုတော့ကျမတို့ကကောင်းမွန်စွာနဲ့ကျမတို့ရွေးချယ်နိုင်တဲ့လူတွေဖြစ်တယ်ဒီမှာလမ်းရွေးတယ်လို့ပြောတဲ့အခါမှာလေအသက်ရှင်တဲ့လမ်းနဲ့သေခြင်းလမ်းဒီနှစ်လမ်းပဲရှိတယ်နှုတ်ကပတ်တော်ကလည်းကျမတို့ဒီနှစ်လမ်းပဲပြောထားတယ်အသက်ရှင်တဲ့လမ်းကိုရွေးဖို့ရန်အတွက်ဒီနေ့ကျမလူငယ်တွေကိုခွန်အားပေးခြင်းတယ်ယေရှုကပြောထားတယ်ငါလမ်းခရီးဖြစ်တယ်တမာတရားလည်းဖြစ်တယ်အသက်လည်းဖြစ်တယ်ငါကိုအမိမပြုတ်ရင်အဘယ်သူများခမဲတော်ထံသို့မရောက်ဘူးလို့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14ခန်းငယ်6မှာကျမတို့တွေ့ရတာဖြစ်တယ်အဲကြောင့်ကျမတို့တခြားနည်းလမ်းရှိသလားဆိုတော့မရှိဘူးဖြစ်တယ်လူငယ်တွေကျမပြောခြင်းတယ်ယေရှုကလွဲပြီးတော့တခြားနည်းလမ်းများရှိမလားဆိုပြီးတော့မှသင်ရှာနေရင်မရှိဘူးလို့ကျမရဲရဲကြီးပြောချင်တယ်ကျမတို့ကတခြားနည်းလမ်းတွေအများကြီးလိုက်ချင်တယ်ဟာတခြားအရာနဲ့ကျမတို့တွေဖခင်ပို့ပြီးတော့နှစ်သက်မလားဖခင်ပို့ပြီးတော့မှဒီအရာများကြိုက်မလားကျမတို့တွေနည်းလမ်းတွေအများကြီးကျမတို့ idea တွေထုတ်တတ်တယ်ဒီနေ့ဖခင်ကယေရှုကလွဲပြီးတော့တခြားနည်းလမ်းမရှိဘူးယေရှုနဲ့တခြားအရာတွေရှင်းလာပြီရွေးချယ်မှုတစ်ခုခုရှိလာပြီဆိုရင်ကျမတို့ရဲရဲဝံ့ဝံ့ယေရှုကိုရွေးချယ်တဲ့သူတွေဖြစ်ရအောင်အာမင်ဒီလိုပြောတဲ့အခါမှာလေလွယ်လွယ်လေးလို့ကျမတို့ထင်ရပါမယ်အခုကျမတို့ကြားရတဲ့သတင်းတွေမြင်တဲ့အရာတွေပေါ်မှာကျမတို့ပြန်ပြီးတော့မှစဉ်းစားရအောင်လောကမှာအခုဒီမြန်မာပြည်မှာကျမတို့ပြင်းပြင်းထန်ထန်ခရိယန်တွေကိုမကိုးကွယ်ရဘူးဖျားကြောင်မသွားရဘူးဖျားကြောင်မတက်ရဘူးဆိုတဲ့အရာတွေမရှိပါဘူးဒါပေမဲ့တခြားနိုင်ငံမှာတခြားသောဒေသတွေမှာဖျားကိုမကိုးကွယ်ရဘူးဖျားကိုမချီးမွမ်းရဘူးဆိုတဲ့နေရာတွေအများကြီးရှိတယ်မနေ့ကကျမအမျိုးသမီးတယောက်ပေါ့နော်သူပြောတဲ့အရာလေးကိုအီဂျစ်ပြည်မှာဖြစ်သွားတဲ့အရာအကြောင်းအရာလေးကျမပြောပြချင်တယ်အီဂျစ်တိုင်းပြည်မှာသူတို့ကမွတ်စလင်တွေအများစုအုပ်စိုးတဲ့နေရာဖြစ်တယ်ခရိယန်ကရာခိုင်နှုန်းတော်တော်နည်းပါတယ်အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့သူတို့မှာတောင်တောင်ရှိတယ်အဲ့ဒီတောင်တောင်တွေကတော့ကျမအသေးချာမမှတ်မိတဲ့အတွက်ကျမမပြောပြတော့အဲ့ဒီတောင်တောင်မှာသူတို့ကအဲ့ဒီသမိုင်းအီဂျစ်ရဲ့သမိုင်းကိုကြည့်လို့ရှိရင်အဲ့ဒီတောင်ကိုသူတို့ဖုံးကွယ်ထားလက်ရှိတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့သူတို့ကတိုင်းပြည်တစ်ခုလုံးကိုမွတ်စလင်နိုင်ငံတွေနဲ့သိမ်းသွင်းခြင်းတဲ့အခါမှာသူတို့ကဘာလုပ်လဲဆိုတော့ခရိယန်တွေကိုတစ်ခုပြီးတစ်ခုနှင်းဆဲတယ်ဘလို့မျိုးနဲ့နှင်းဆဲလဲဆိုတော့သူတို့ကပညာရှိတဲ့သူတွေဖြစ်တဲ့အတွက်အခွန်ကိုတိုးပြီးကောက်တယ်တဲ့ဥပမာသူတို့မွတ်စလင်တွေကအခွန်ကို200%ပေးရရင်ခရိယန်တွေကို9%ပေးခိုင်းတယ်8%ပေးခိုင်းတယ်အဲ့ခါကျတော့ခရိယန်တွေကဘာဖြစ်လဲဆိုတော့အကျွေးတွေများလာတယ်အကျွေးတွေများလာတော့သူတို့သားစင်မြေးဆက်တွေနဲ့ကြောင်းလည်းမထားနိုင်တော့ဘူးအစားတောက်တော့ခက်ခဲတဲ့အခါမှာအစုလိုက်အပြုံလိုက်သိန်းနဲ့ချီပြီးတော့မှဘာလုပ်ကြလဲဆိုတော့မွတ်စလင်ဖြစ်ကြတယ်တဲ့မွတ်စလင်အဖြစ်သူတို့ကခံယူကြတယ်တကောင်စင်းတွေပြောင်းကြတယ်အဲ့နဲ့ဂျန်နဲ့အဖွဲ့တွေကဆက်ပြီးတော့မှငါတို့ဖျားကိုပဲကိုးကွယ်မယ်ဆိုပြီးတော့မှဆက်ပြီးတော့မှသွားတယ်
အဲ့ချိန်မှာသူတို့ကဘလို့ထက်လို့လဲဆို20ရာခိုင်နှုန်းထပ်တိုးတယ်တဲ့အဲ့နဲ့20ရာခိုင်နှုန်းထပ်တိုးတဲ့ခါကျတော့သူတို့ဟာဘလို့မှမဖြစ်တော့ဘူးဆိုပြီးတော့မှတချို့မိသားစုဝင်တွေကထပ်ဝင်တယ်နောက်ဆုံးဘလောက်ထိတောင်မှသူတို့အတိုးဒီအခွန်ကိုကောက်လိုက်တယ်လဲဆို80ရာခိုင်နှုန်းခရိယန်တယောက်ကဥပမာ100တန်တဲ့အရာနော်100တန်တဲ့မုတ်ကိုဝယ်မယ်ဆိုရင်သူအခွန်80ပေးရတဲ့အတွက်180နဲ့ဝယ်ရမယ်အခါကျတော့ဘလို့မှသူတို့စားဝတ်နေရလဲအစင်မပြေတော့တဲ့အပြင်ကိုကြောင်းလဲမထားနိုင်တော့ဘူးနောက်ဆုံးတောင်းကနန်းပဲကြံတော့တယ်တဲ့သူတို့ခရိယန်ဒီအီဂျစ်ပြည်မှာနော်ခရိယန်တောင်းကနန်းပဲကြံတော့တဲ့ခါကျတော့သူတို့ဘာလုပ်လဲဆိုတော့ငါတို့တွေဘလို့မှမဖြစ်တော့ဘူးငါတို့သားစင်မြင့်ဆက်တွေငါတို့ကိုးကွယ်ခဲ့တဲ့အသက်ရှင်တဲ့ဖခင်ရှိတယ်ဆိုရအောင်သိဖို့ရန်အတွက်ငါတို့အမှတ်သားတစ်ခုလုပ်ရအောင်ဆိုပြီးတော့မှသူတို့ရဲ့သားသမီးတွေအားလုံးရဲ့ဒီညာဘက်လက်ထဲမှာနော်ညာဘက်လက်ဒီလက်ရဲ့ဒီနေရာမှာဘာလုပ်လဲဆိုလက်ဝါးကားတိုင်းပုံတတူထိုးပေးကြတယ်တဲ့ခလေးဟိုမွေးကင်းစကလေးမှာစရသူထိုးတဲ့ခါကျတော့အဲ့ဒီတောင်တစ်ခုလုံးမှာသူတို့ကဘာဖြစ်သွားလဲဆိုတော့ငိုကြွေးတန်နဲ့အော်ဟစ်တန်တွေကြားရတယ်တဲ့အဲ့တညထဲမှာတစ်ခါတည်းနဲ့သူတို့ထိုးပေးတယ်အဲ့နဲ့စစ်သားတွေကတရက်သူတို့စီကိုလာပြီးတော့မှတိမ့်သွင်းဖို့ရန်အတွက်ခါတိုင်းလက်စစ်သားတွေကလာပြီးတော့မှအခွန်တွေလာကောက်တယ်မပေးနိုင်ရင်နင်တို့ငါတို့ဘာသာဝင်ရမယ်ဆိုပြီးတော့မှသူတို့ကအဲ့လိုမျိုးလှုပ်လက်ရှိတယ်တဲ့အခါကျတော့သူတို့အဖေတွေအားလုံးကိုခေါ်သွားပြီအခါကျတော့သူတို့သားသမီးတွေကိုအချိန်ပေးတယ်အဲ့ဒီတတူထိုးထားတဲ့သားသမီးတွေအားလုံးမျိုးဆက်တစ်တွေကျမတို့ဒီမှာလူငယ်တွေလိုပဲမျိုးဆက်တစ်တွေအားလုံးကိုဘာပြောလဲဆိုတော့နင်တို့အားလုံးငါတို့ရဲ့ဘာသာဝင်မလားဒီမှာအကုန်လုံးစည်ရင် form ဖြည့်လို့ရပြီဆိုပြီးတော့မှစပွဲပေါ်မှာအကုန်လုံးတင်ထားတယ်တဲ့အခါကျတော့အဲ့ဒီလူငယ်တွေကဘာလုပ်လဲဆိုတော့ငါတို့မှာအသက်ရှင်တဲ့ဖခင်ရှိတယ်အာမင်ကျမတို့တွေတခါတလေရွေးချယ်မှုလောက်ရတဲ့အချိန်တွေရှိတယ်ကျမအဲ့တဲ့ခံချက်လေးကိုကြားတဲ့အခါမှာဒါကဖုံးကွယ်ထားတဲ့သမိုင်းဖြစ်ပေမဲ့ကျမတို့တွေတနေ့မကြုံဘူးလို့ကျမတို့မပြောနိုင်ဘူးဖြစ်တယ်အသက်ရှင်တဲ့ဖခင်ရှိတယ်လို့ပြောတဲ့အခါမှာအဲ့ဆိုရင်တဲ့အဲ့မှာစစ်သားတွေကပြောလဲဆိုတော့နင်တို့စံစာထဲမှာရှိတယ်မလားတဲ့နင်တို့ယုံကြည်ခြင်းတကယ်ရှိရင်ဤတောင်ကိုနေရာမှာရွှေ့ပါပင်လယ်တို့ချပါဆိုရင်ဒီတောင်ကြီးကရွေ့နိုင်တယ်ဆိုသူတို့ကရည်စရာနဲ့ပြောပြီးတော့မှလူငယ်တွေကိုချိန်ချောက်သွားတယ်နင်တို့ကငါတို့3ရက်အချိန်ပေးမယ်3ရက်အတွင်းမှာဒီတောင်ကမရွှေ့ဘူးဆိုရင်နင်တို့အားလုံးငါတို့ဘာသာဝင်ရမယ်ဆိုပြီးတော့မှပြောတယ်တဲ့အဲ့နဲ့တကယ်လို့နင်တို့အဲ့ဒီတောင်ကြီးရွှေ့သွားလို့ရှိရင်တဲ့နင်တို့ငါတို့လွတ်လွတ်လပ်လပ်ပညာလဲသင်ခိုင်းမယ်ကျောင်းလဲထားမယ်ထောက်ပံ့ခြင်းလဲပေးမယ်စားဝတ်နေရလုံးဝမပူရတော့ဘူးဆိုပြီးတော့မှအဲ့ဒီလူငယ်တွေနဲ့ခလေးတွေကိုပြောတယ်တဲ့အဲ့နဲ့အခလေးတွေနဲ့လူငယ်တွေကဘာလုပ်လဲသိလားဆုတောင်းတယ်ဖယားသခင်တရက်ဆုတောင်းတယ်ဘာမှဖြစ်မလာဘူးတောင်မကြည့်တယ်အတောင်ကြီးကရွေ့လားမရွေ့ဘူးဒုတိယချိန်သူတို့ဆက်ပြီးတော့မှဆုတောင်းတယ်တောင်ကြီးရွေ့လားမရွေ့ဘူးတတိယရက်ကိုတော့ကျွန်တော်တို့အဲ့ဒီဘာသာဝင်ရတော့မလားအဲ့ဒီဘာသာကိုကျွန်တော်တို့မဝင်ချင်ဘူးနော်အသက်ရှင်တဲ့ဖခင်ကျွန်တော်တို့သိတယ်သူတို့တွေငိုကြွေးပြီးတော့မှဆုတောင်းတယ်နောက်ဆုံးအချိန်ထိဘာမှဖြစ်မလာဘူးဒါပေမဲ့ရုတ်တရက်လို့ပြောရနော်အဲ့ဒီအီဂျစ်တိုင်းပြည်မှာကြီးစွာငလျင်လှုပ်တယ်တဲ့အာမင်ငလျင်အကြီးကျယ်လှုပ်ပြီးတော့မှအဲ့ဒီတောင်ကလေဒုံဒုံဒုံဆိုပြီးတော့3ဆင့်တောင်မှရွေ့သွားတယ်တဲ့အာမင်လက်ခုပ်တီးပြီးတော့မှထိုဘုရားသခင်ကိုချီးမွမ်းရအောင်အဲ့ဒီနေရာကလေအခုထိရှိတယ်တဲ့အဲ့ဒီဆရာမကပြောတာကျမဆိုရင်တဲ့သွားဖို့ရန်အတွက်ကားကိုငှားတာတဲ့သူတို့ကအဲ့ဒီအီဂျစ်ပြည်မှာမွတ်စလင်တိုင်းပြည်ဖြစ်တဲ့အတွက်အခုရာခိုင်နှုန်း8ရာခိုင်နှုန်းအဲ့မှာခရစ်ယာန်ရှိသေးတယ်လို့ပြောနော်လွတ်လပ်စွာနဲ့သူတို့ကိုးကွယ်ခွင့်ပေးထားတယ်နောက်ပဲဘာဖြစ်လဲဆိုတော့အဲ့ဒီတောင်ကိုတော့သူတို့ဖုံးကွယ်ထားတယ်တကယ်အသက်ရှင်တဲ့ဘုရားရှိတယ်ဆိုရအောင်သူတို့တခြားဘာသာဝင်တွေကိုသူတို့ကပေးမသိဘူးဘာလဲဆိုတော့ဖုံးကွယ်ထားတယ်အမိုက်တွေနဲ့ပဲသူတို့ကပြည့်ထားတယ်တဲ့ဒီနေ့ကျွန်မလူငယ်တွေကိုပြောချင်တယ်တနေ့ကျွန်မတို့ယုံကြည်ခြင်းကိုတကယ်လာစစ်ဆေးတဲ့ခါကြလို့ရှိရင်တကယ်သင်ဖယားကိုရွေးမလားဒီလိုပြောတဲ့အခါမှာရွေးတယ်ဆိုတာအယမ်းလွယ်ပါတယ်တကယ်ကျွန်မတို့ရဲ့ယုံကြည်ခြင်းကိုတကယ်လာစစ်ဆေးတဲ့အခါမှာလာပြီးတော့မှဖယားကလာပြီးတော့မှကျွန်မတို့ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးတဲ့အခါမှာတကယ်သင်ယုံကြည်နိုင်သလားဆိုပြီးတော့မှဒီနေ့ကျွန်မပြန်ပြီးတော့မှခွန်အားပေးချင်တာဖြစ်တယ်နံပါတ်3အနေနဲ့ကျွန်မဗာပြောချင်လဲဆိုတော့ဖယားသခင်နောက်လိုက်ဖို့ရန်အတွက်ဆုံးဖြတ်ခြင်းကျမတို့အသက်တာမှာယေရှုနောက်လိုက်တယ်ဆိုတာကအခုနကျွန်မအယုံဆုံးစံစာမှာဖတ်တယ်လို့ပဲမလွယ်ဘူးနော်
ယေရှုနောက်လိုက်တယ်ဆိုတဲ့အရာခါမှာတရားရခိုင်တော့ယေရှုနောက်လိုက်တယ်ဆိုတဲ့အရာမှာတချို့အရာတွေကကိုအရှိမကျမပြောသလိုပဲထားခဲ့ရတဲ့ရှိသလိုကျမတို့ရဲ့ရည်မှန်းချက်တွေကျမတို့ရဲ့လိုချင်တဲ့အရာတွေကျမတို့ရဲ့တောင်းတတဲ့အရာတွေထားခဲ့ရတဲ့အရာတွေရှိတယ်ဒါမဲ့ဒီအရာကျမတို့အတွက်စိုးကြတော့မဟုတ်ဘူးဖြစ်တယ်ဒီမှာရုသရဲ့အသက်တာမှာသူ့ရဲ့မိဘတွေသူ့ရဲ့ဆွေမျိုးတွေထားခဲ့ပြီးတော့မှနောမီနောက်ကိုလိုက်ခဲ့တယ်ဒီမှာရုသအခန်းကြီး1မှာကျမတို့ဘာကိုတွေ့ရလဲဆိုတော့ကျမတို့တွေကတယောက်ယောက်နောက်ကိုလိုက်ရတယ်ဆိုရင်ဘာအကျိုးများရှိမလဲငါအတွက်ဘာအကျိုးများခံစားရမလဲနောမီရဲ့နောက်ကိုလိုက်လို့ရှိရင်ရုသအနေနဲ့ဘာမှမျှော်လင့်ချက်မရှိဘူးဖြစ်တယ်အခုအချိန်နဲ့ပြောမယ်ဆိုရင်ဥပမာကိုယ့်ရဲ့ရောက်ခမကအရန်ချမ်းသာလို့နော်အမွေများရမလားဒါမှမဟုတ်ရင်သူကြံခဲ့တဲ့စီးစိမ်များရှိမလားဆိုပြီးတော့မှလိုက်တဲ့ဟာမျိုးလည်းမဟုတ်ဘူးနောမီကဘာမှကိုမရှိတာသူ့မှာရှိတာဆိုလို့ဖျားပဲအသက်ရှင်တဲ့ဖျားပဲနောက်ဆုံးရုသအနေနဲ့ဘာလုပ်ရသလားသူ့ရဲ့ရောက်ခမတော်မှာပြန်ပြီးတော့မှကျွေးမွေးပြုစုရတာဖြစ်တယ်ကျမတို့ဒီကျမ်းစာထဲမှာကျမတို့တွေ့ရတယ်ရုသဝတ္ထုခန်းကြီးနှစ်ထဲမှာကျမတို့တွေ့ရတာပါလဲဆိုတော့အဲ့မှာဘောဇဆိုတဲ့တထေးကြီးနော်ဇလန်းလာပြီဘောဇဆိုတဲ့တထေးကြီးသူ့မှာလေတွေအများကြီးပိုင်တာဖြစ်တယ်ရုသတို့ကဆင်းရဲတဲ့ခါကျတော့သူတို့မှာလေလည်းမရှိဘူးယာလည်းမရှိတဲ့ခါကျတော့သူတို့စားချင်တဲ့စပားတော်မှာသူများရဲ့ခြံမှာသွားပြီးတော့မှစပကြံနေကျမတို့စပားရိတ်တဲ့ခါမှာအားလုံးမရိတ်ရဘူးတဲ့ဘာလို့လဲဆိုတော့ဆင်းရဲသားတွေအတွက်ခြံပေးရတယ်လာကောက်လို့ရအောင်ခြံပေးရတယ်တဲ့အဲ့ဒီခြံနဲ့စနုပ်စပေါက်တွေနော်သူတို့တွေကြံခဲ့တဲ့အရာတွေကိုဘသူရဲ့ခြံမှာသွားပြီးတော့မှရုသကသွားကောက်လဲဆိုဘောဇရဲ့ခြံမှာသွားပြီးတော့မှကောက်တာဖြစ်တယ်ဘောဇကဘသူလဲဆိုတော့ဣသရေလတိုင်းပြည်မှာအယံကိုချမ်းသာတဲ့သူဖယားကိုသိတယ်အသက်ရှင်တဲ့ဖယားကိုသိတဲ့သူဖြစ်တယ်ဒီမှာကျမဘာကိုပြောချင်လဲဆိုတော့ကျမတို့အသက်တာမှာဖယားကိုရွေးလိုက်ပြီးဖယားနောက်ကိုလိုက်ပြီးဆိုတဲ့အခါမှာတချို့အရာတွေကကောင်းကြီးကိုအရင်လိုချင်တာဟာငါဘလောက်များမြတ်မလဲဒါမှမဟုတ်ရင်ဟာငါဘလို့များကောင်းကြီးခံစားရလို့ဒါမှမဟုတ်ရင်ငါဘလို့များ popular ဖြစ်သွားမလဲမဟုတ်ဘူးသင်ရဲ့နှလုံးသားထဲမှာထိုဖယားနောက်ကိုအရင်လိုက်ကြည့်စမ်းပါဦးအာမင်ဖယားနောက်ကိုအရင်လိုက်ကြည့်စမ်းပါဦးဖယားရဲ့အစေခိုင်းတဲ့အတိုင်းသင်သွားကြည့်လိုက်ပါဦးဖယားကအရာခတ်သိမ်းကိုတာဝန်ယူပေးတဲ့ဖယားသခင်ဖြစ်တယ်အာမင်လက်ခုပ်တီးပြီးတော့မှဖယားသခင်ကိုချီးမွမ်းရအောင်အကြောင်းယေရှုနောက်လိုက်တဲ့အခါမှာပြဿနာတွေကြုံကောင်းကြုံလိမ့်မယ်အခက်ခဲတွေကြုံကောင်းကြုံလိမ့်မယ်ဒီမှာကျမတို့ရဲ့အသင်းတော်ကသင်းအုပ်ဆရာကြီးဆရာမုန်တောင်အခုချိန်မှာအရန် popular ဖြစ်နေတဲ့အရာနာယီ9000ကျော်တန်လူတွေအမျိုးမျိုးပြောကြတယ်နော်ဒါပေမဲ့ကျမပြောချင်တယ် तू လည်းဆင်းရဲဒုက္ခကို तू ခံမှုတယ်မိဘမဲ့ဖြစ်ခြင်းကို तू ကောင်းကောင်းသိတယ်အစာမရှိတဲ့အချိန်ကို तू ကောင်းကောင်းသိတယ်ဝတ်စရာမရှိတဲ့အချိန်တွေကို तू ကောင်းကောင်းသိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာ तू ဘသူ့ပဲဖယံတာလဲသိလားဖယားကိုပဲဖယံတာဖြစ်တယ်အာမင်အဲ့ကြောင့် तू ကဘာပြောလဲဆိုတော့ကျမတို့Zoom meeting မှာပြောတဲ့အရာကျမအရန်ခွန်အားရတယ်လူတွေကတဲ့သူ့ကို तू က Facebook မသုံးတော့ကျမတို့ဆရာကြီးက Facebook မသုံးတော့လူတွေကတဲ့သူ့ရဲ့နိုင်ရီကိုတဲ့အကောင့်ပြောတဲ့သူရှိတယ်လို့ပြောတယ်တဲ့ပြီးရင်အမျိုးမျိုးပြောတဲ့သူတွေရှိတယ်တချို့တွေကသူ့ရဲ့နိုင်ရီကိုဝယ်မဲ့စားဆင်းရဲသားတွေကိုပေးပါလားလို့ပြောတဲ့သူတွေလည်းရှိတယ်တဲ့ဒီနေ့တဲ့ဆရာပြောတဲ့အရာကျမနှလုံးသားကိုအရန်တို့ထီတယ်ဖယားကလေသူချစ်တဲ့သားသမီးတို့အကောင်းဆုံးသောအရာတွေနဲ့ခြေသပေးနိုင်တဲ့ဖယားသခင်ဖြစ်တယ်အာမင်လက်ခုပ်တီးပြီးတော့မှထိုဖယားသခင်ကိုချီးမွမ်းရအောင်သင်ဆင်းရဲမှာလည်းမကြောက်သလိုချမ်းသာမှာလည်းမကြောက်ပါနဲ့အာမင်ဖခင်ကပေးနိုင်တယ်လေဖခင်ကလှုပ်ဆောင်ပေးနိုင်တယ်ဒီမှာရုသရဲ့အသက်တာကိုဆက်ပြီးတော့မှသွားရအောင်အာမင်ဒီမှာအတားအဆီးတွေအခက်ခဲတွေပြဿနာတွေကျမတို့လက်ထဲမှာတစ်ခါခါကြုံတွေ့ရတတ်ပါတယ်အဲ့ဒီအရာတွေအားလုံးကကျမတို့ကြော်လွှားတဲ့အချိန်ကအမြဲတမ်းမဟုတ်ဘူးဆိုတဲ့အရာကိုကျမပြောပြပေးခြင်းတယ်အာမင်ပြီးတော့ကျမဘာကိုပြောချင်လဲဆိုတော့ဒီနေ့ကျမ်းစာထဲမှာလည်းကျမတို့တွေ့ရလေနော်အေလိယနဲ့အေလိရှဲရဲ့အသက်တာမှာ तू ကသူ့သခင်နောက်ကိုလိုက်တယ် तू လည်းသူ့ဆရာကြီးနောက်ကိုလိုက်ခဲ့တယ်သူ့ဆရာကြီးနောက်ကိုလိုက်ရခြင်းအကြောင်းရတော့သူ့မှာရှိတယ်ဝိညာဉ်နှစ်ဆလို့ခြင်းတယ်ဝိညာဉ်နှစ်ဆမရမချင်းသူ့ဆရာကြီးကဒီမှာနေခဲ့တော့ဆိုရင်လည်း तू မနေဘူးလိုက်တယ်တခါတလေကျမတို့ကယေရှုနောက်ကိုလိုက်ရင်းနဲ့တခါလူငယ်ဖြစ်တဲ့ခါမှာမျောလင်းချက်မဲ့လာတယ်
စိတ်တကြလာတယ်ဒီမှာပဲနေရင်အဲ့ဒီနေတဲ့နေရာမှာပဲသင်ကြံခဲ့မှာဖြစ်တယ်သင်ကောင်းကြီးမရမချင်းသင်ရဲ့ဒီမှချက်ဒီနေ့ကတော့ကျမတို့ hope seminar ဖြစ်တဲ့အတွက်ကိုယ့်ရဲ့မျှော်လင့်ချက်ပန်းနိုင်မရောက်မချင်းလိုက်တဲ့သူဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်အာမင်ဒီမှာအေလိရှဲကလေသူ့ရဲ့သခင်နောက်ကိုပထမအချိန်ဒုတိယအချိန်မှာသူရက်ခဲ့လို့ရှိရင်အဲ့ဒီကောင်းကြီးနှစ်ဆဘိသိက်ချင်းနှစ်ဆသူရမှာမဟုတ်ဘူးဖြစ်တယ်နောက်ဆုံးသူ့သခင်ကပြောလဲဆိုတော့ငါအရှင်လက်လက်ကောင်းကင်ပေါ်တက်တဲ့ချိန်မင်းယထာကြီးငါစီးတဲ့အရာကိုသင်မြင်ရင်အဲ့ဒီဘိသိက်ချင်းနှစ်ဆရမယ်တဲ့အချိန်မှာ तू အိတ်ချင်တဲ့အချိန်လည်းရှိမှာပဲညများဖြစ်မလားမနေ့ဖြစ်မလားနေ့ဖြစ်မလား तू မသိဘူးဘယ်အချိန်မှာအေလိယကြီးကကောင်းကင်တက်မလဲဆိုတော့ तू မသိဘူးတိုးတော့လဲ तू တောက်လျှောက်ကြည့်တယ်စစ်ကြည့်တယ်ဒီနေ့ကျမတို့အသက်တာမှာကျမတို့စစ်ကြည့်ရမယ်သူရှိတယ်အဲ့ဒါယေရှုခရစ်တော်ဖြစ်တယ်အာမင်ယေရှုခရစ်တော်ကျမတို့စစ်ကြည့်ရအောင်ယေရှုခရစ်တော်ဘာလုပ်ပေးတယ်လဲယေရှုခရစ်တော်ကျမတို့ဘယ်အရာတွေလှုပ်ဆောင်ပေးတယ်လဲဆရာကျမတို့ကောင်းနဲ့ကြည့်နေမယ်ဆိုရင်ကျမတို့ပြဿနာမရှိတာမဟုတ်ဘူးနော်အဲ့ဒီပြဿနာကိုကျမတို့ကြော်လွှားနိုင်တဲ့အခွင့်ဘုရားကပေးမှာဖြစ်တယ်ဒီနေရာမှာကျမပေတရုရဲ့အကြောင်းကိုကျမအနည်းငယ်ပြောချင်တယ်ပေတရုရဲ့အသက်တာမှာ तू ရေပေါ်မှာလမ်းလျှောက်ခဲ့တယ်နော်အဲ့ဒီအချိန်မှာ तू ကယေရှုမြင်တဲ့အခါမှာ तू လည်းလျှောက်ချင်တယ်လို့ပြောတယ်အဲ့ချိန်မှာလေပြင်းမုန်တိုင်းနဲ့ရေတွေကလည်းအဲ့လိုအတူတူပါပဲ तू ယေရှုကြည့်နေတဲ့အချိန်မှာ तू ပြုတ်ကြလားမပြုတ်ကြဘူး तू ဘေးပတ်ဝန်းကျင်ကိုကြည့်လာတယ်အိုးကြောက်စရာကြီးငါလျှောက်တဲ့နေရာကုန်းမမဟုတ်ပဲငါလျှောက်တဲ့နေရာအမြေကြီးမဟုတ်ပဲအဲ့ဒီအရာတွေစဉ်းစားလာတဲ့ခါကျတော့ချစ်ချင်း तू နစ်မြုပ်သွားတာဖြစ်တယ်ပြဿနာတွေကလည်းတင့်နားမှာမရှိတာမဟုတ်ဘူးဒါပေမဲ့သင်ကြည့်တဲ့အရာကယေရှုမဟုတ်တော့ဘူးဆိုရင်အဲ့ဒီပြဿနာကတင့်ကိုပြန်ပြီးတော့မှလွှမ်းမိုးသွားလိမ့်မယ်ယေရှုကိုကြည့်တယ်ဆိုရင်ပြဿနာမရှိတာတော့မဟုတ်ဘူးဒါပေမဲ့ယေရှုကိုကြည့်နေရင်အဲ့ဒီပြဿနာရဲ့အပေါ်မှာလမ်းလျှောက်နိုင်တော့ဘုရားသခင်ကပေးမှာဖြစ်တယ်အာမင်လက်ခုပ်တီးပြီးတော့မှထိုဘုရားသခင်ကိုချီးမွမ်းရအောင်အာမင်နောက်ဆုံးအနေနဲ့ကျွန်မအချက်ပါပြောချင်လဲဆိုဘုရားသခင်ရဲ့စကားကိုနားထောင်ခြင်းတဲ့လူငယ်တွေကနားထောင်ဖို့ပြောရင်အရန်ခက်ပြီကလေးလေးတွေကနားထောင်ဆိုဒီမှာထိုင်းဆိုဟုတ်ကဲ့ဆိုကလေးတွေကထိုင်းတယ်လူငယ်တွေကဒီမှာထိုင်းဆိုရင်ဟိုရောက်သွားပြီဘာလို့လဲဆိုတော့ပြောတာဆိုမကြိုက်ဘူးမပြောရင်ရတယ်ကျမတို့လူငယ်တွေကအဲ့လိုကိုလာမပြောနဲ့အဲ့လိုကျမတို့လည်းလူငယ်ကနေဖြတ်တန်းခဲ့တော့သိရလေနော်ဒီနေရာမှာဖခင်ရဲ့စကားကိုတော့နားထောင်စေခြင်းတယ်အာမင်ဖခင်သခင်ရဲ့စကားကိုနားထောင်စေခြင်းတယ်နောမီရဲ့အသက်တာရူသရဲ့အသက်တာမှာဒီနေ့ကျမတို့သင်ယူလို့ရတဲ့အရာနောက်ဆုံးအနေနဲ့ကျမဘာပြောချင်လဲဆိုဖခင်သခင်ရဲ့စကားကိုနားထောင်ခြင်းရူသကလေသူ့ရဲ့စပကြံတွေကောက်တဲ့နေရာဘောဇရဲ့လေခွင်းမှာအဲ့ဒီနေရာမှာ तू ကောက်ခဲ့တယ်နော်အဲ့ဒီအချိန်မှာသူ့ရဲ့ရောက်ခမကအတူချုံနဲ့ပဲကျမပြောရမယ်နော်သူ့ရောက်ခမကဘာလုပ်ခိုင်းတယ်လဲဆိုတော့အဲ့ဒီဘောဇရဲ့နေရာမှာသွားပြီးတော့မှအိတ်ခိုင်းတယ်မိန်းကလေးတယောက်စဉ်းစားကြည့်တစိမ့်တယောက်ရဲ့အိတ်ခမ်းမှာသွားရဲလားပိုးစိုးတာသူတို့ရဲ့ယူဒထုံးစံအရာအဲ့ဒီလူကသာဘောဇကသာမနှစ်သက်ဘူးဆိုရင်ချက်ချင်းအပင်ထုတ်ပြီးတော့မှကြောက်ခဲနဲ့ပြစ်သက်ခြင်းကိုခံရမယ်အခြေအနေကိုသူလုပ်ခဲ့တာဖြစ်တယ်သူရဲ့ရောက်ခမကစေခိုင်းတယ်သင်သွားဘောဇစီမှာဝင်သွားအဲ့ချိန်မှာရုသအနေနဲ့အယံကိုကြောက်တဲ့စိတ်လည်းရှိမယ်ရှက်တဲ့စိတ်လည်းရှိမယ်စိုးရိမ်ခြင်းတွေလည်းများစွာသူ့မှာရှိမှာဖြစ်တယ်ဒါပေမဲ့ तू ဘာလုပ်လဲသိလားနောမီရဲ့စကားကိုနားထောင်ပြီးတော့မှသွားတဲ့အခါမှာနောက်ဆုံးအနေနဲ့ဘောဇကသူ့ကိုတနာတယ်တဲ့အာမင်ဘောဇကအာမင်တဲ့ဟုတ်တယ်တနာခြင်းအစပါလဲချစ်ချင်းကတဲ့ဟုတ်တယ်ဘောဇကမြင်သွားတယ်နော်ရူသကိုမြင်ပြီးတော့မှတနာတဲ့စိတ်ရှိတယ်သူကအပြစ်မပေးတဲ့ပြင်နော်ယူဒထုံးစံအရာအသေးသက်ခြင်းကိုခံရမယ့်အမျိုးသမီးဖြစ်တဲ့အခြေအနေပြင်တခြားအမျိုးသားအပြိုလည်းမဟုတ်ဘူးမို့ဆိုမှသူသိမ်းပြီးတော့မှဘာလုပ်လဲသူ့ရဲ့ဇနီးတဲ့အဖြစ်ထိမ်းများလက်ထက်တယ်ဒီနေ့ကျမဘာကိုပြောချင်လဲကျမတို့အသက်တာမှာလေကျမတို့နဲ့မထိုက်တန်တဲ့အရာတွေနောမီရဲ့အသက်တာနဲ့ကြည့်မယ်ဆိုရင်နောမီကတော့ဣသရေလလူမျိုးဟုတ်တယ်သူ့အနေနဲ့ကတော့တနေ့ကြလို့ရှိရင် तू က
သူ့ပြီးပြန်ရမှာဒါတော့သူ့အနေနဲ့ဒါကတော့သူ့ရဲ့အခြေအနေပေါ့နော်ဒါပေမဲ့ရုသကသူ့ရဲ့လူမျိုးကမောဘဖျားကိုမသိတဲ့သူချိန်ချင်းခံရမဲ့သူဖြစ်တဲ့အပြင်ကို तू ဘာလုပ်လဲ तू လုပ်တဲ့အရာကအယမ်းကိုကြောက်စရာကောင်းပြီးတော့မှ तू သေတွင်းကို तू ဒူးခဲ့တဲ့အခြေအနေဖြစ်ပေမဲ့ तू ကဘာလုပ်လဲဖျားသခင်ရဲ့စကားသူ့ရဲ့ရောက်ခမရဲ့စကားကိုနားထောင်တဲ့အခါမှာ तू ဘာဖြစ်သွားတယ်လဲဆိုတော့နောက်ဆုံးမှာတထေးမကြီးဖြစ်သွားတယ်အာမင်တထေးမကြီးဖြစ်သွားတယ်နောက်ဆုံးကျွန်မဘာပြောချင်လဲဆိုတော့ရုသရဲ့အခြေအနေကလေကျမတို့အပြစ်သားအလုံးနဲ့တူတယ်သိလားကျမတို့အပြစ်သားအလုံးကဖခင်ရဲ့အမြင်မှာကျမတို့တွေကယွန်စရာကောင်းတဲ့သူတွေဖခင်မုန်းတဲ့သူတွေပါအပြစ်ကြောင့်ကျမတို့ငရဲသွားရမယ့်သူတွေပါဒါပေမဲ့ယင်းနေ့ကျမတို့ကအဲ့ဒီတပါးအမျိုးသားဖြစ်တဲ့ဣသေလလူမျိုးဖခင်ရွေးကောက်တဲ့လူမျိုးတွေလည်းမဟုတ်ပါဘူးဒါပေမဲ့နောမီကဘသူကိုပုံဆောင်လဲသိလားယေရှုခရစ်တော်ကိုပုံဆောင်တယ်နောမီကလေယေရှုခရစ်တော်ပုံဆောင်တဲ့အခါမှာ तू ကသူ့ရဲ့ချွေမကိုဘောဇာစီကိုဝင်ခိုင်းတယ်ဒီနေ့ဘောဇာကလေဘသူ့ပုံဆောင်လဲဆိုဖခင်သခင်ကိုပုံဆောင်တယ်ယေရှုခရစ်တော်ကကျမတို့အတွက်အကုန်လုံးလုပ်ပေးတယ်ကျမတို့အတွက်လမ်းနဲ့ပြင်ဆင်ပေးတယ်အဲ့ဒီအရာတွေအားလုံးကိုလက်ခံဖို့ရအတွက်ဖခင်သခင်ကလက်ခံမှသာလင်ကျမတို့ကဖခင်ရဲ့သားဖြစ်ခြင်းအခွင့်ဖြောင့်မတ်တဲ့သူလို့ကျမတို့သတ်မှတ်ခြင်းခံရတာဖြစ်တယ်ဒီနေ့ကျမတို့တွေဖခင်ရဲ့ချစ်ခြင်းမခံရတဲ့သူတွေပါဖခင်ရဲ့ယွန်ရှာတဲ့လူတွေပါဒါပေမဲ့ကျမတို့ရဲ့အသက်တာမှာဖခင်ကိုသင်ရွေးချယ်လိုက်ခြင်းအပြင်ယေရှုခရစ်တော်ကိုသင်ရရှိလိုက်ခြင်းအပြင်သင်ရတဲ့အရာပါလဲဆိုစီးစိမ်အာမင်မင်းစီးစိမ်ရှိတဲ့အမျိုးတွေဖြစ်သွားတာဖြစ်တယ်အာမင်နောက်ပိုင်းမှာဘောဇာကအယံကိုချမ်းသာကြွယ်ဝတဲ့သူဖြစ်တဲ့အတွက်တော့ဘာဖြစ်သွားလဲရုသကတထေးမကြီးဖြစ်သွားတယ်နောက်ဆုံးကျမဒီကျမ်းစာလေးကိုဖတ်ပြီးတော့မှကျမအဆုံးသတ်ပေးခြင်းတယ်ကျမတို့ရှမဿဲခရစ်ဝင်အခန်းကြီး1မှာအတူတူဖတ်ရအောင်ဒီမှာကျမတို့ဘာတွေ့ရလဲဆိုတော့ခဏလေးနော်အဲ့ဒါလေးမဖတ်ခင်ပါရှမဿဲခရစ်ဝင်ခန်းကြီး1မှာခဏနော်โอเคတစ်ကနေပြီးတော့မှ9အထိပဲဖတ်ရအောင်เนาะအဲ့မှာကျွန်မပြောချင်တဲ့အရာနဲ့ကျွန်မအဆုံးသတ်ပေးချင်တယ်ရှမဿဲခရစ်ဝင်ခန်းကြီး1အခန်းငယ်1ကနေပြီးတော့မှ9အာဗြဟံနဲ့ဒါဝိဒ်တို့မှဆင်းသက်တော်မူသောယေရှုခရစ်၏ရွှေတော်โอเคဆက်သွားရအောင်အာဗြဟံသားအိဇက်သားယာကုပ်သားယူဒမှစ၍ညီနောင်တစုယူဒသည်မိမိခင်ပွန်းတာမာတွင်မြင်သောသားဖာရက်နှင့်ဇာရဖာရက်သားဟေဇယုံသားအာရန်သားအမိနရက်သားနာရှုံသားဆာလမုန်သည်မိမိခင်ပွန်းရခတ်တွင်မြင်သောသားဘောဇသည်မိမိခင်ပွန်းရုသတွင်မြင်သောသားအောဘတ်သားယေရှဲသားဒါဝိဒ်မင်းကြီးโอเคဒီမှာအခန်းငယ်9လေးကိုကျွန်မပြောချင်တယ်ရုသကခုနကျွန်မပြောသလိုမောဘအမျိုးဖြစ်တယ်တပါးအမျိုးသားယေရှုခရစ်တော်ရဲ့ဆွေစဉ်မျိုးဆက်ထဲမှာအမျိုးသမီးဒီမှာကျမတို့2ယောက်တွေ့ရတယ်ဒီမှာရုသအမှန်ဆိုရင်ဒီမှာကြည့်လိုက်ပါအမျိုးသားနာမည်တွေပဲပါတာနော်ဒါပေမဲ့ရုသကလေဖျားကိုရွေးလိုက်ခြင်းအပြင်ဖျားကသူ့ကိုလုံးဝမရေရာတဲ့သူကနေပြီးတော့မှဖျားသခင်ကယေရှုခရစ်တော်ရဲ့ဆွေစဉ်မျိုးဆက်စရင်မာတောင်မှာဖျားသခင်ကသူ့ကိုထည့်ခဲ့တာဖြစ်တယ်အာမင်ဒီမှာဘောဇရဲ့သားအောဘတ်လို့ဒီမှာသားအောဘတ်လို့ရေးလို့ရတယ်ဒါပေမဲ့ဘောဇဒီမိမိခင်ပွန်းရုသတွင်နဲ့ရုသနာမည်ပါရတာဖြစ်တယ်ကျမတို့အသက်တာမှာဖျားကိုသင်ရွေးချယ်လိုက်ခြင်းအပြင်သင်ရဲ့နာမည်လည်းဖျားသခင်ကပြောင်းပေးတယ်လို့သင်ရဲ့အမျိုးတွေလည်းဖျားသခင်ပြောင်းပေးမှာဖြစ်တယ်အာမင်အရင်တော့ကသင်ပါလူမျိုးဖြစ်ခဲ့လေအော်ငါရဲ့လူမျိုးကသူမျိုးနဲ့မတူဘူးအော်ငါတို့ကဆင်းရဲတဲ့အမျိုးမပြောနဲ့တော့ဖျားကယေရှုခရစ်တော်အဖြစ်သင်ရဲ့အမျိုးအလုံးကိုပြောင်းပေးလိုက်ပြီဖြစ်တယ်အာမင်
အကြောင်းရုသဆိုတဲ့နာမည်ကဒီယေရှုခရစ်တော်ရဲ့ဆွေစဉ်မျိုးဆက်စရင်မှာပါလာတာဖြစ်တယ်အာမင်ကျမတို့အသက်တာမှာတစ်ခါကိုမြင်တဲ့အမြင်ပြောင်းစေခြင်းတယ်ကျမတို့ကဘလို့လူမျိုးလဲကျမတို့အသက်တာမှာဘုရားသခင်ပြုစေတဲ့အရာတွေကဘာလဲဘုရားသခင်ကျမတို့ဘာရွေးချယ်စေခြင်းတလဲလူငယ်တွေအသက်တာမှာဒီကျမခွန်အားပေးခြင်းနဲ့ခဏလောက်မတည့်ရ